ဟုတ်ကဲ့ပါကိုဒါလက်ရှိကျွန်တော်တို့ ਨੇ ခုနပြောခဲ့သလိုပဲเนาะကျွန်တော်တို့ပြောရတွေကလည်းတကယ်ကိုပေါ့เนาะဒီအတင်းတွေကအများကြီးပေါ့เนาะခုန4-5သင်းလောက်ဖြစ်နေတာခုနပြန်ပွဲတွေလည်းတကယ်ကိုဒီတစ်ချိန်ထဲမှာပဲတွားပြီးဖြစ်နေဆိုတော့ပြောရတဲ့အကြောင်းတွေအများကြီးပဲဒါပြောတဲ့အချိန်ကလည်းခုနအကန့်အသတ်တစ်ခုကြောင့်ကျွန်တော်တို့ ਨੇ ဒီမလောက်ငါ့ဘူးပေါ့เนาะဆိုတော့လက်ရှိမှာကျွန်တော်တို့ ਨੇ ဒီစီးကိန်းပြန်ပွဲဝင်မဲ့ဒီအသက်23နှစ်ယောက်အသင်းရယ်အသက်22ယောက်ခေါ်လာပြန်ပွဲဝင်မဲ့အသင်းရယ်ပြီးလို့ရှိရင်လက်ရွေးစင်အသင်းကြီးရယ်ပေါ့เนาะဆိုတော့ပေးသက်တွေကိုကိုယ်နေနောက်ဆုံးပြီပေါ့เนาะဘာတွေများဒီပြောကြခြင်းသေးတယ်မသိဘူးဗျာကျွန်တော်ပြောပြပါပြီကျွန်တော်တို့ဘောလုံးအသင်းအောင်မြင်ဖို့ပါတစ်ချက် management ပေါ့နော် management ဆိုတော့ဘောလုံးဖွဲ့ချုပ်ပေါ့နှစ်ချက်ကတော့အနီးကပ်ကြီးကြပ်ပံ့ပိုးတယ်လို့ပေါ့team manager တို့လာ team အတွင်းမှုတို့နောက်အုပ်ချုပ်မှုပြအဖွဲ့အားလုံးပေါ့နော်သူတို့ရဲ့ကြိုးစားမှုနောက်တကယ်ကစားရတာဇလိုက်တွေကဘောလုံးပါတယ်သူတို့ရဲ့ကြိုးစားမှုသူတို့ရဲ့အရေးသွေးသူတို့အဲ့ဒီနေ့မှာပွဲကစားမယ့်နေ့မှာရှိတဲ့စိတ်ထားတဲ့စိတ်နောက်ပြီးတော့ကြက်ခိုင်မှု endurance အနေထားဘလောက်ပဲကောင်းအောင်ပဲဖြစ်ဖြစ်အဲ့ကစားသမားဒဏ်ရာရရင်လည်းမရအောင်အေးပြက်နေလည်းမရအောင်သူတို့ဒါအတီးဆုံးအဲ့တော့အဲ့ဒါတွေအားလုံးပြည့်စုံခြင်းကိုကျွန်တော်တေချာပေါက်အောင်မြင်လာဆိုမရသေးဘူးအဲ့တော့ပြိုင်ဘက်တွေအိတ်နေတာမဟုတ်ဘူးကျွန်တော်တို့လုံနေဆိုသူတို့လည်းလုံနေကြတာသူထိုင်းဆိုလည်းသူတို့လုံနေတာပဲပြည်နယ်ဆိုလည်းလုံနေတာပဲစင်ကူဆိုလည်းအိမ်ရှင်လုံပါပဲတေချာလည်းကျွန်တော်တို့ကအကြောင်းပေါင်းနေအားလုံးဆိုရင်တော့တေချာပေါက်အဲ့ဘောလုံးအသင်းအောင်မြင်ခြင်းမအောင်မြင်ပါကျွန်တော်အခုပရီးမီးယားလိနဲ့နိုင်ပြောမယ်ဗျာဟဲ့လားအထင်ကြီးနဲ့လူးဝစ်ဘန်ကားကိုခေါ်လိုက်တယ်ဈေးလည်းအရန်ပေးရတယ်ဟုတ်ကဲ့သူတုံးတာလည်းပြောင်းရွှေ့ခြင်းမနေတော့ဘူးအခုဘာဖြစ်နေလဲအန်ယူကဟုတ်တယ်နော်ဟိုဒီနေ့ကဆိုအေဗာတန်အောင်ရှုံးသွားတယ်ဟုတ်တယ်မလား0နဲ့ဆိုတော့အဲ့ဒီနီးပြအခုအင်တာဗျူးတစ်ခုမှဖတ်လိုက်ရတယ်သူကနောက်2နှစ်လောက်ဆိုရင်တော့ဖလားမနိုင်တဲ့အနေအထားမျိုးရှိနိုင်တယ်လို့သူမျှော်လင့်နေတယ်နောက်နှစ်တေချာပေါက်ချန်ပီယံဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးနော်ဆိုတော့ဒါကိုကြီးချင်းအပြင်ဘောလုံးကထင်တယ်လို့မလွယ်ဘူးဘောလုံးကကျွန်တော်တို့မျှော်လင့်ဟိုနိုင်စီခြင်းတိုင်းနိုင်တာမဟုတ်ဘူးနိုင်အောင်ကြိုးစားမှနိုင်တဲ့အခွင့်အရေးရှိမှနိုင်တဲ့အခြေအနေရှိမှအဲ့ဒီအခြေအနေတွေဖန်တီးနိုင်မှာနိုင်တာအဲ့တော့ပြည်သက်တဲ့အနေနဲ့ကတော့အသေးရှုံနိုင်တယ်မြန်မာဆိုတဲ့စိတ်နဲ့တော့အားပေးပါပါကျွန်တော်တို့တခုချွေးချက်ရှိတယ်ဆဲကြကြီးကဆဲဖို့ဝေဖန်ကြရှိရဝေဖန်ပေါ့အချိန်တန်လဲကျွန်တော်တို့အသင်းကိုအားပေးတယ်ပါဒါနဲ့23ပဲအားပေးတာမလုပ်နဲ့20အသင်းအားပေးတာမလုပ်နဲ့40အသင်းလည်းအားပေးအသင်းအားလုံးကမြန်မာ40အသင်းတွေပဲဖြစ်တဲ့အတွက်အသင်းအားလုံးကိုအားပေးကြပါလို့ရှိရနေပေါ့နော်တိုင်ပွဲတော့တိုက်စမှာတိုက်မှာပေါ့ဂျူရီရှင်းကတော့တူနေတယ်တရတဲ့ရှိရင်တော့လာကိုစိတ်ကြိုက်ပေါ့နော်ဒါ TV လွှင့်တဲ့အချိန်တော့တူကြီးမှတူမှာကျွန်တော်တို့ U20 အသင်းဆိုရင်ထူးထူးခြားခြားဟိုကအချိန်ပြောတော့နော်ဒီကအချိန်တော့ကျွန်တော်ပြောတော့ဘူးကျွန်တော်တို့ပထမဆုံးပွဲကတနာရီကစားပါနေကင်းတနာရီဒုတိယကျွန်တော်တို့ယူကရိန်းနဲ့ပွဲက2ရက်နေ့မှာ4နာရီကစားပါနောက်ဆုံးကျွန်တော်တို့နယူးဇီလန်နဲ့ပွဲကည9နာရီမှာကစားပါမတူဆိုတော့အခုစီးကိန်းဆိုရင်ကျွန်တော်တို့အချိန်9နာရီကြီးပဲဟိုမှာတော့10ခွဲပေါ့အဲ့ဒီအချိန်ပဲကစားမှာဆိုတော့ဟိုလွဲနေပါမှာတော့အသင်းအားလုံးကတော့မျှပြီးအားပေးကြပါလို့နောက်ဟို U20 နဲ့ပတ်သက်ရင်တော့ U20 အသင်းလေးကအခုရန်လဲစူးစမ်းရန်လဲကောင်းတယ်ပြည်သက်ရင်လည်းအရန်ရောက်နေတဲ့အသင်းဒါနဲ့အရန်ကြီးတော့ဟိုမျိုးလင်းမထားပါနဲ့လို့ဟောဆိုကျွန်တော်တို့အခုကစားမှာကမ္ဘာဖလားပါလို့ကျွန်တော်အာရှပြိုင်ပွဲတွေနဲ့မဟုတ်ပါဘူးလို့အဲ့ဒါလေးတော့ကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ဟိုမအောင်မြင်ရင်လည်းကျွန်တော်တို့အရင်လိုပဲဆက်ချစ်ပါအောင်မြင်ရင်လည်းပို့ချစ်ပါလို့ပြည်သက်ကိုပြောချင်ပါတယ်